မြေမြုပ်မိုင်းဒါမှမဟုတ်ပောက်ကွဲစေနိုင်တဲ့စစ်ကြံလက်နက်ပစ္စည်းတွေတွေ့တဲ့အခါကောက်ယူတာနေရာပြောင်းရွှေ့တာတစုံတစ်ခုနဲ့ထိုးဆွကြည့်တာတွေကအန်တရယ်ရှိတဲ့အပြုတ်မှုတွေပါပြီးတော့မီးရှို့တာအနီးအနားမှာမီးမှွေးတာစားနဲ့တိတ်တာရေနဲ့လောင်းတာတွေလည်းလုံးဝမလုပ်ရပါဘူးမြေကြီးတဲကနေဆွဲထုတ်တာထုရိုက်တာပြစ်ပေါက်တာဆော့ကစားတာစူးစမ်းစိမ့်နဲ့ဖြုတ်ဖို့ကြိုးစားကြည့်တာတွေလည်းလုံးဝမလုပ်ပါနဲ့နောက်ထပ်အရေးကြီးတာကပောက်ကွယ်လက်နဲ့ပစ္စည်းတွေကိုအယက်သားပြည်သူတွေအနေနဲ့ဘလို့အကြောင်းကြောင့်နဲ့မှကိုယ်တိုင်ရှင်းလင်းဖြတ်စည်းဖို့မကြိုးစားသင့်ပါဘူးဘာလို့လဲဆိုတော့ရှင်းလင်းဖို့ကြိုးစားရင်ကနေမိမိကိုယ်တိုင်ရောအနည်းအနားကလူတွေကိုပါပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရစေနိုင်တယ်လို့အသက်ဆုံးရှုံးတဲ့အထိလည်းဖြစ်စေနိုင်လို့ပါအနိကမဟုတ်ပဲအကွာဝေးတစ်ခုကနေဖြစ်စေရင်တစည်းစည်းသုံးပြီးတော့ဖြစ်စေရှင်းလင်းဖြတ်စည်းဖို့ကြိုးစားတာကလည်းခုနကပြောသလိုပဲမိမိရောပတ်ဝန်းကျင်ကလူတွေအတွက်ပါအန်တရယ်ရှိတဲ့အပြုတ်မှုပဲဖြစ်ပါတယ်စနစ်တကျလေ့ကျင့်သင်ကြားထားတာမျိုးလည်းမဟုတ်အထူးပြုကိရိယာတွေလည်းမပါပဲမြင်းမြုံမိုင်းနဲ့တခြားသောပောက်ကွဲလက်နက်ပစ္စည်းတွေကိုရှင်းလင်းရေးလုပ်တာကဘေးအန်တရယ်ကင်းတဲ့နီလန်မဟုတ်ဘူးဆိုတာအမြဲသတိရှိပါအဲ့ဒီလိုအတိသတိမရှိကြရင်တော့အသက်သေးစေတဲ့အထိအဆိုးဆုံးဖြစ်နိုင်တယ်လို့ခြေတစ်ဖက်ဒါမှမဟုတ်နှစ်ဖက်စလုံးဆုံးရှုံးစေတာခန္ဓာကိုယ်အနှံ့မှာပြင်းပြင်းထန်ထန်ဒဏ်ရာတွေရတာထိခိုက်မှုကြောင့်ပုံမှန်လိုသွာလာလှုပ်ရှားမရနိုင်တော့လို့အသက်မွေးဝမ်းကြောင်းအလုတ်အကိုင်းအခက်အခဲဖြစ်စေတာတွေကြုံရနိုင်ပါတယ်ပြီးတော့နောက်ဆက်တွဲအနေနဲ့စိုးရိမ်ထိတ်လန့်တာစိတ်ဖိစီးတာလုံခြုံမှုမရှိသလိုခံစားရတာစိတ်ဓာတ်ကျတာဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာထိခိုက်သက်ရောက်မှုတွေကိုလည်းခံစားရစေနိုင်ပါတယ်ရှင်